မာစတာနဲ့ဆက်တက်ချင်တာဖြစ်တဲ့အတွက်အကြောင်းပြရတဲ့ချက်ချင်းထွက်လိုက်ချင်တာ Germany ကလက်ရှိမှာပေါ့နော် visa success rate နဲ့မြင့်နေရဖြစ်တယ် အမြင်အောင်လို့ဆိုပြီးတော့ဂျာမနီကဒီ Gismar University နဲ့ကိုတွေ့ရ education valley ရဲ့ post လေးတွေနဲ့တွေ့ရနောက်ပြီးတော့ဒီ founder ကိုအောင်မင်းစိုးရဲ့ comment လေးမိကုန်းလေးလိုက်ဖြည့်ပေးထားတာနေတွေ့ရပေါ့နော်အဲ့ဒါနဲ့စိတ်ဝင်စားပြီးအကိုကိုသွားပြီးတော့ဆက်သွယ်ဖြစ်လိုက်တာပါဒီ major ရင်ရွေးလိုက်တယ်ပေါ့နော် major ရင်ရွေးလိုက်တော့ဒီ data science major အတွက်ကိုဒီ Gismar ကနေပြီးတော့ women in tech ဆိုပြီးတော့ပေးနေတာတွေ့ရပေါ့နော်ရင်တော့ခုံတာပေါ့နော်ဒီကတော့အမှန်တိုင်းပြောရရင်ဒီ scholar ရှောက်လိုက်တယ်ပထမ shortlist တဲ့ပါသွားရဲဆိုတော့ဒါငါအခြေအနေကောင်းတာပဲပေါ့နော်တကယ်ရသွားတော့ 100% ရသွားတယ်ပေါ့နော်ပြောပါတယ်အစကတည်းကမမှန်းထားဘူးနေ 100% တော့90လောက်ပဲမှန်းထားတာဖြစ်တဲ့အတွက်ဒါ100ရသွားရဲဆိုတော့ငါလုံနိုင်ခဲ့တယ်ပေါ့နော်အဲ့လိုလေးတော့ပြောပါတယ်ဟုတ် EV ကိုappreciate လုပ်ချင်တာကတော့ဒီကိုပေးခဲ့အမတွေပေါ့နော်ကိုကလည်းစိတ်ပူတယ်မနှိမ်လိုက်မှဆိုတဲ့အတွက်အမြဲတမ်းအမတွေဒါလေးလုပ်ပါအောင်ဒါလေးလုပ်ပါအောင်ဆိုအမြဲ light rush မိရပေါ့နော်ဆိုတော့ဒီကအမတွေကစိတ်ရှိရှိနဲ့အမြဲတမ်းဟိုဖြစ်ပြီးတခါတလေဆိုညဘက်တွေတောင်သူတို့ reply တွေပါပြန်ပြီးရပေါ့နော်ပတ်စံလွှဲတဲ့ကိစ္စတွေပါရဆိုလို့ရှိရင်အကုန်လုံးစိတ်ချလက်ချရုံစီနဲ့အဲ့လိုမျိုးအားကိုးလို့ရတယ်ဆိုတော့အဲ့အတွက်လည်းကျေးဇူးပါလို့